Hello ဒီတစ်ခါမှာတော့ဒီ PH လေးရတော့ပေါ့နော်အိမ်နာတရုတ်ဆိုင်မှာမာလာရှော့ကတော့စားထားတဲ့ vlog လေးပဲဖြစ်ပါတယ်အားလုံးပဲကြည့်ပေးကြပါဦးအဲ့လိုခုတလောဒီဒီပိုင်းမှာကြားတဲ့တင်းနေရပါတော့ဒိတ်ချင်းနေမဟန်နာနဲ့အင်တကောက်ဒေချာတော့ခတ်လောချပြီးမှပြင်ထွက်ပါတယ်ဒီအိမ်နာခဏသွားမြို့ကြောင့်ခဏသွားရင်တော့ခတ်နေရချင်းနေပေါ့နော်ဒါကတော့အိမ်မနေတာတစ်ထပ်ပဲဆိုတော့လမ်းမဲဆင်းလျှောက်သွားလိုက်တယ်ပေါ့နော်ခုရာဒီကအရန်မပူတော့တဲ့ခါကျတော့ဒီဆောင်းတွင်းလဲဝင်လာပြီဖြစ်တဲ့အတွက်လမ်းလျှောက်ပဲသွားလိုက်ပါတယ်ဒီနေ့လယ်12နာရီလောက်သွားတော့မှတိတ်မပူတော့ဘူးပေါ့နော်ဒါကတော့သွားတယ်လမ်းလျှောက်ဗီဒီယိုရိုက်ပြသွားလိမ့်ဖြစ်ပါတယ်9မိနစ်10မိနစ်လောက်ပဲလမ်းလျှောက်ရတယ်ပေါ့နော်ကိုနေတဲ့အိမ်ကနေဆိုရင်အခုသွားတော့ WeMat တရုတ်ဆိုင်ပါအဲ့လိုနိုင်အတိုင်းလိုတော့သွားဖြစ်တယ်ပေါ့နော်ကိုအိမ်နဲ့လည်းနေရဆိုတော့ဒီတကားတော့ဒီမာလာရှက်ကိုအရန်စားချစိတ်ပါလာလို့ဒါတော့ဂျားထဲမှာမန်တွေးလို့ပေါ့နော် fact check လေးဝင်ရိုက်ထားတယ်ဖြစ်ပါတယ်ဒါတော့ရောက်ပါပြီရှင်းပါကိုကတော့ဆိုင်ရောက်ပါပြီပေါ့နော်Sunday ဆိုတော့လူတွေကတော့ပြေးချက်နေရပါပဲဆိုင်ထဲမှာရောက်ပါပြီဒီတော့မာလာရှက်လူတွေရမ်းများနေတော့ထဲတဲ့ဒီ ingredient တွေပြပြလိုက်တော့ပေါ့နော်ဒါတောက်နေကြဒီ mix ဒီပူတင်လေးနဲ့ပဲရွေးလိုက်ပါတယ်တောက်စရာဟောတော့ဒါပေါ့နော်မာလာရှက်ကိုဆောင်းရင် mix တကယ်တောက်ရင်ဆောင်းရဖြစ်ပါတယ်ဒါပေပါလေးမြင်ရလို့ပေါ့နော်မာလာရှက်ကိုတော့ယူတာပါကဲစားဖို့ ready ဖြစ်ပါပြီဒါတော့အရင်ဆုံးမွေလိုက်တယ်ပေါ့နော်ရတာနည်းနည်းလေးနဲ့ဒီအဆက်ကိုလည်းရှော့ခိုင်းတာတယ်ပေါ့နော်တော်လေးကိုဒီတစ်ခေါက်ရတာရှိပါတယ်ရန်စားခြင်းလည်းပါမယ်ပေါ့နော် breakfast ဘာမှမစားဘဲနဲ့နေ့လည်သားနဲ့ breakfast ရောစားတဲ့အခါကျတော့တော်လေးကိုရတာရှိပါတယ်တက်ကိုစားခြင်းတဲ့ကိုစားနိုင်လောက် ingredient နဲ့ထည့်တာရတာတော်လေးကိုထည့်ပြီးအရွက်ဆိုလည်းအရွက်ရှမ်းကိုကျင်းနေတဲ့ရုပ်ကလေးပါကဲစားပြီးတော့အပေါ်တက်မှာဒီ shopping ထွက်မယ်ပေါ့နော်ဒီဘိုက်လေးတင်တော့ဘိုက်ချောင်း lunch showing အလိုဘာမှတွေ့ရမဟုတ်ဘူးဒီစားမယ်အတီးနံတချို့နဲ့ snack လေးပဲဝယ်တယ်ပေါ့နော်ဒါတော့အခုနောက်ပိုင်းအရင်observe ဖြစ်မိနေတဲ့ snack လေးပေါ့နော်ဒါတော့ all time favorite ဒါတော့အမြဲတမ်းလို့ဝယ်စားဖြစ်တဲ့ရည်ကြီးလေးပါအခုနောက်ပိုင်းပေါ့နော်ဒီဝမ်းမမို့တော့ kimchi လည်းလင်းရလို့စားဖြစ်ပါတယ်ဒါတော့ပတ်စံရှမိုက်ကောင်းတာရပါပြီကဲဝယ်လို့ချမ်းလို့လည်းပြီးပြီဆိုတော့ပြန်ပြီပေါ့နော်ဒါလိုချင်တာစားချင်တာစားပြီးတော့ဖြစ်သွားတဲ့ရုပ်ကလေးနဲ့အားလုံးမချစ်ရှုပေးတော့ကျေးဇူးပါနောက်တစ်ဗီဒီယိုလေးထပ်တင်နိုင်ဖို့အများကြီးကြိုးစားပါမယ် bye bye